လက်အုပ်ချပြီးနောက်ကဆိုကြအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာဒီလိုရှစ်ခိုးရမှာတညာတိုင်းလားညတိုင်းလားဒီကနေ့ဘယ်နှညမြောက်တော့သုံးညမြောက်ပေးသားကြီးဒီကနေ့ဟောမဲ့ဇတ်ထုတ်ကပါတယ်ငိုပြီးမှကြည်ကြပါစို့ကျွတ်တို့သုံးလောကထွထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာဝတ္ထိပြီဇေရဝံရွှေကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါနဟိဝေရဏဝေရာနိတမန္တိရကုရသနံနဟိဝေရဏဝေရာနိတမန္တိရကုရသနံအဝေရဏသသမန္တိဧတာဓမ္မောဟောတနန္တနောလို့ဒီဒေသနာကိုဘုရားဟောပါတယ်ဗျာဘုရုအကြောင်းပြုဟောတယ်လေငိုပြီးမှရည်ကြတဲ့ညီအမနှစ်ယောက်ကိုအကြောင်းပြုဟောသည်ကိစ္စဘုရုအကြောင်းပြုဟောပါလေအေးငိုပြီးမှရည်ကြတဲ့ညီမနှစ်ယောက်ရဲ့အကြောင်းကစကြပါစို့သာဝတ္ထိမြို့မှာတထဲလင်မယားနှစ်ယောက်ရှိကြသားလေးတစ်ယောက်ခွန်းရောက်လာလိုက်အရွယ်ကလေးရလာတဲ့အချိန်ခါမှာသားရဲ့အိမ်အောင်ပြုတ်ပါတော့အမေလို့သူကတိုက်တွန်းမမေကျွန်တော်အိမ်အောင်မပြုတ်ကျင်သေးပါဘူးကျွန်တော်မိမမလိုချင်သေးဘူးခမမဟုတ်တာသားရဲ့အမေကျွန်တော်ကိုဘာပြုလို့အိမ်တော်ပြုတ်ခိုင်းရတာတော့အော်ငါသားနားလဲအောင်အမေပြောရမှာပေါ့သားရဲ့အမေတို့ဆင်းရဲသားမဟုတ်ဘူးတထေးမျိုးသားရဲ့ငါသားအိမ်အောင်ပြုတ်ပါမှဟောဒီပစ္စည်းတွေမလစ်ဟင်းမှာကဲငါသားနားလဲအောင်အမေပြောမယ်ပေါ့အမေတို့မျက်စိမိတ်လို့သေကြတဲ့အချိန်ခါမှာအမေတို့ပစ္စည်းဘယ်သူပိုင်မလဲဟာမိဘမရှိဘပစ္စည်းသားသမီးပိုင်ရိုးထုံးစံမှုကျက်သူပိုင်မလဲဟာမိဘမရှိမိဘပစ္စည်းသားသမီးပိုင်ရိုးထုံးစံမှုကျွန်တော်ပိုင်မှာဘောမိမရဲ့ဒီလိုလဲကိုမျက်စိမိတ်ပြီးသေသွားရင်ငါသားပစ္စည်းမိတ်ပြီးသေသွားရင်ငါသားပစ္စည်းဘယ်သူပိုင်မယ်ဟိုကျွန်တော်သားသမီးပိုင်မှာဘောမိမရဲ့ဒါကြောင့်ငါသားမသားသမီးရှိဖို့လိုလာပြီမဟုတ်လားသားရဲ့ဟာဘာတော့အောင်မင်းနေမင်းဟာပြီးတော့ဒီလှဲ့လာတာဟုတ်တယ်လေသားရဲ့လူမအမျိုးကြက်မှအချက်ချင်းမှနဲ့ဒီပစ္စည်းတွေဆက်ခံမဲ့လူမရှိရင်ပျက်စီးပါလိမ့်မယ်ငါသားကဲဒါဖြစ်မမေရဲ့ကျွန်တော်လိုချင်တယ်မိမကျွန်တော်ရှားယူမယ်နော်ဟိုငါသားရဲ့ပေါင်းမှာငါသားရှာရမှာပေါ့ငါသားကြိုက်နှစ်သက်တယ်ဆိုပြီးအဲ့ဒီမိမတွေ့လာကအိမ်တော်ပြုတ်ရင်အမေတို့ကျင်တတ်လာပြီဟုတ်ကဲ့မေမေဆိုပြီးတော့သူကြိုက်တဲ့မိမသူရှားယူလိုက်တော့ပေါ့သူကြိုက်တဲ့မိမသူရှားပြီးတော့ယူလိုက်ပြန်တော့လေသူရှားယူတဲ့မိမကတရားနာပြိဿဝင်စိတ်ထားကြီးဖြစ်နေတယ်ဗျပြိဿဘာကြီးဖြစ်နေဝင်စိတ်ထားဆိုတာပါဠိမြန်မာလိုပြန်တော့မိမမြုံနဲ့ဟဲ့ပြည်သားကြီးမြန်မာလိုပြန်တော့ပါတဲ့မိမမြုံဆိုပေမဲ့လို့ဘုရားဟောတဲ့ကျမ်းဂန်ကြည့်လိုက်တော့မိမများတန်တယ်မယူတဲ့မိမမရှိဘူးတဲ့ဗျပြည်သားကြီးတန်တယ်မယူတဲ့မိမရှိရဲ့ရှင်မယားတန်တယ်မယူတဲ့မိမမရှိဘူးပြောပြီးရှင်မယားဒီဝင်စိတ်ထားမိမမြုံကြီးကဘာတော့ဗျမယူတာပြောတာမှမဟုတ်ဘဲနဲ့မြုံတာပြောတာမြုံတဲ့အကြောင်းကလည်းဒီလိုရှိပိုးခဲရင်လည်းတန်တယ်ပြက်ခန္ဓာကိုယ်ထဲမှာပိုးတွေရှိပြီးတော့လေတန်တယ်လွဲတဲ့မိခင်ကအစာအတော့မဆင်ရင်လို့အပူစက်တွေစားရင်လည်းတန်တယ်ပြက်တယ်
အလေးအပင်တွေရွက်ပြီးတော့အကုန်းအကွာအနေအထိုင်မဆင်ခြင်းရဲ့တန်တွေပြက်တယ်မြုံတာတန်တွေမယူလို့မဟုတ်ဘူးတန်တွေပြက်ကြောင်းအင်္ဂါတွေကြောင့်ပြက်လာသည့်အတွက်မြုံတယ်လို့ဆိုပေမဲ့လို့တန်တွေမယူတာပြောတာမဟုတ်ပါဘူးတဲ့မာထာလုံးတေးသေးချာချာမိမများမြုံတဲ့မိမမြုံတယ်ဆိုတော့ယောက်ျားမမြုံဘူးလားမေးတော့ယောက်ျားလည်းမြုံတာပဲခင်ဗျားတို့ကအောင်းမိမှာပဲယောက်ျားကဗျာတန်တွေလွယ်ပြီးကလေးမွေးဖွားတာမှမဟုတ်ပဲယောက်ျားမြုံလားဗျာမြုံတယ်ဗျာဘာလို့မြုံတာတော့မမင်းနဲ့မြုံလို့ပေါ့ဗျာရထဲရှောင်းမေးတော့မြုံတဲ့ယောက်ျားတွေရှိမှတ်ထားတော့ဒါကြောင့်တချို့သားသမီးမရတဲ့လင်မယားဟာသူ့ကြောင့်လိုကိုကြောင့်လိုနဲ့ရံဖြစ်ကြတာလောကမှာရှိတယ်ဘုန်းကြီးပေါက်ရှာပြောတယ်လည်းမအောင်မင်းနဲ့လူလည်းလုတ်တယ်လည်းမအောင်မင်းနဲ့နည်းနည်းတော့လုတ်နေတာပဲဒါကြောင့်တရားနာပြည်သားကြီးယောက်ျားလည်းမြုံပြီးမိန်းမလည်းမြုံပြီးအခုတရားနာပြည်သားကြီးမိန်းမကမြုံတာထင်ရှားစေခြင်းလို့ဘုရားကိုယ်တော်များဟောတဲ့ဒေသနာဝင်စိတ်ထဆိုတဲ့ပါဠိကပြလာသည်မိန်းမမြုံတော့သာတန်ဒီမခဘူးသာတန်ဒီမခတော့ရောက်ခမလုတ်သူကညီးတွားလာခက်တော့တာပါပဲသားရဲ့အမေတို့ရှာပေးစားရင်ဒီလိုဖြစ်မှာမဟုတ်ဘူးမင်းကိုယ်တိုင်အကြိုက်ကိုရှာယူလို့ဒီမိန်းမမြုံဖြစ်နေပြီခက်တယ်သားသမီးရစေခြင်းလို့အမျိုးမပြတ်စေခြင်းလို့အိမ်တောင်အပြုခိုင်းတာအခုတော့မိန်းမမြုံဖြစ်နေတော့သားသမီးမရဘဲနဲ့ဒီပစ္စည်းတွေဘယ်သူဆက်ခံမတို့သားစကားပြောပြီးညီးလာတဲ့အတန်ကိုချွေးမကကြားပြီပြုပြေးသားကြီးချွေးမကြားပါလားချွေးမကြားတော့အကြံထုတ်ဒုက္ခပဲငါမိမ့်မမြုံဖြစ်နေတော့ယောက်ျားများလည်းခက်တယ်သားသမီးရတဲ့မိန်းမပိုးပြီးတော့ချစ်ခင်သားဟိုတုန်းကဖုတ်ပြီးတော့ချစ်ခင်ကြဟိုတုန်းကပြည်မျိုးကလူတွေဒီလောက်ပြောသိယောက်ျားများကလည်းသားသမီးရတဲ့မိန်းမပိုးချစ်ခင်ကြဟိုတုန်းကအခုခေတ်တော့ကွာငါမပြောချင်ပါဘူးပြောချင်ပါအမလေးသားသမီးရှိပါလျက်ကနေအလှပြက်မှာစိုးလို့ပြောချင်ပါကွာငါလည်းမပြောချင်ဘူးနဲ့ရှားရှည်ထွက်နေတယ်ကဲပြန်သိမ့်လိုက်ကြပါစို့ကွာငါရှာဒါကြောင့်တရားနာပရိသတ်ကြီးသားသမီးရတဲ့မိန်းမကိုလင်သားကပိုချစ်သည်သားသမီးရအောင်ဖန်တီးနိုင်တဲ့လင်သားကိုလည်းမယားကပိုချစ်သည်ဒါကြောင့်လင်ချစ်စေမယားချစ်စေဆိုပြီးတော့ကြမ်းခံနဲ့ကြိုက်ပြီးတော့ကျုပ်တချင်းတစ်ပုတ်ရေးခဲ့သည်လင်ချစ်စေမယားချစ်စေပြည်မျိုးကလူတွေလိုချင်ဘူးလားပြည်သားကြီးလင်ချစ်စေမယားချစ်စေမလိုချင်ဘူးလားဟောစိုးပေါင်းစားလေးတွေကကောက်ဖြေးနေရဒုက္ခပဲကွာလူကြီးတွေကဘာလုပ်နေမှလည်းမသိဘူးဟာငါတို့မှများဖြေသားဖြေတရထောက်ပဲဘာဆိုင်တို့ဖြေလူဖြေဟာလူချင်ရမယ်ဗောယောက်ျားတိုင်းမိန်းမတိုင်းအကုန်လုံးဖြေကြစမ်းအကုန်လုံးမဖြေရင်တော့ကြုတ်ရဲတဲ့တခြင်းဒီနေ့မဆိုဘူးတော့ပြီပြည်သားကြီးလင်းချစ်စေမယားချစ်စေမလိုချင်ကြဘူးလားတခြင်းတော့ဝါဒနာပါလားနော်အဆိုးမှဆိုရင်လို့ခြေစင်းနဲ့ဘုန်းကြီးဆိုမယ်ပြည်သားတခြင်းသားကြမှာလိုက်ကြနားထောင်ကြည့်ဖယားဟောဒေသနာကိုနေခြေစင်းငါဆိုမယ်တခြင်းသားကြမှာလိုက်တော့ညနေလေးအဆိုးခက်နေလုံးဖယားဟောဒေသနာကိုဖွေရှာကောင်ပေးရမယ်အဖေဘဂဝါဆေးနေဖြင့်တဲ့အောင်နေစေခြင်းမှာတဲ့ဘောကွယ်ယောက်ျားမင်းမနှစ်သွဲ
လင်းချစ်စေမယားချစ်စေကိုမနေအောင်ယူစေခြင်းမှာအေးအဲ့ဒီလိုဖျားတယ်အဖျားတော့တတ်ပါမှာပေါ့ကဲလာလိုက်မဟဲ့ဖျားဟောကြားငံတဲ့ကတချင်းလေးဆိုသားမှာတင်ခုတ်တရနီကေမြတ်စွာဘုရားဟောကြားခဲ့တယ်ထင်ရှားအောင်နာစေခြင်းနဲ့မတုခါမတုဝေအဟုတ်ကိုထုတ်ပြတယ်အိမ်အောင်ရှင်းလင်းသာယောက်ျားများရဲ့အတွက်ကိုကွယ်ဘုရားဘဂဝါရဲ့ပုရိသသုထုတ်ဆောင်ပြခဲ့တယ်ပေချာလဲနားထောင်ဟဲ့ကြမ်းကန်နဲ့ကြိုက်ရည်မိမများလင်ချစ်တဲ့ဆေးကမာတုကာမသုတ်အင်္ဂုတ္တရနိကေဘုရားဟောယောက်ျားများမယားချစ်အင်္ဂုတ္တရနိကေမှာဘုရားဟောဘယ်နှစ်ပါးလဲမိမများမှာလင်ချစ်တဲ့ဆေး၅ပါးရှိယောက်ျားများမှာမယားချစ်တဲ့ဆေး၅ပါးရှိဒါတော့ပါလေဆိုလေဆမ်းမှာတော့ကြလာလိမ့်မယ်ဟဲ့အင်္ဂုတ္တရနိကေမြတ်စွာဘုရားဟောကြားခဲ့တယ်ထင်ရှားအောင်နာစေခြင်းနဲ့မတုကာမတုဝေကာမတုဝေအဟုတ်ကိုထုတ်ပြတယ်အိမ်အောင်ရှင်းလင်းသာယောက်ျားများရဲ့အတွက်ကိုကွယ်ဘုရားဘဂဝါရဲ့ပုရိသသုထုတ်ရုပ်ရည်လည်းချောရမယ်လက်တစ်ချောင်းရှုဟိဥစ္စာလည်းပေါ်ရမယ်အကျင့်သီလနှောလို့မပြည့်တဲ့သဘောနဲ့သာသမီလည်းရမယ်အဲ့ဒါမှလင်းနဲ့မယားအများကြီးချစ်နိုင်တယ်လက်ချိုးရလားဘယ်နှခုတော့ဟဲ့ရုပ်ချောတာလည်းပြီးတော့ပါပြီနော်ရုပ်ချောလို့မိမရုပ်ချောလို့ယောက်ျားကချစ်တယ်ယောက်ျားရုပ်ချောလို့မိန်းမကချစ်တယ်ဆိုတော့လင်ချစ်စေးမယားချစ်စေးဒါကရှင်းပါတယ်ဥစ္စာပေါ်ရမယ်ဆိုတာလည်းရှင်းပါတယ်အကျင့်သီလနှောတဲ့ဘာလဲဟဲ့အကျင့်သီလဆိုတာမလုတ်တဲ့လူပြီးကိုလင်သားမှတပါလော်လီဖောက်ပြန်ခြင်းမရှိဘဲနဲ့လင်ကိုနတ်ကဲ့သို့တယုတ်တသေးလှုပ်ကြွေးလို့ရှိရင်ဒါလင်ကပူချစ်ပါတယ်ယောက်ျားကြပြန်တော့ထုံနည်း၎င်းပဲမိမယားမှတပါမဖောက်ပြန်မဲနဲ့အကျင့်သီလရှိရင်မယားကပူချစ်ပါတယ်ဒါအကျင့်သီလနှောပြီးပဲအတူကောင်းတော့အကျယ်တွင်မပြောနိုင်ဘူးဇတ်ထုတ်ထဲဖြတ်ထည့်ရလို့နောက်တစ်ခုကမပြည့်တဲ့သဘောတဲ့လင်ကစီဝါရေးရှာတဲ့အလုပ်ပြင်းပါနဲ့မယားကချက်ပြုတ်လုတ်ကင်ကျွေးပြီးတော့ထိမ့်သိမ့်ဆောင်ရှောက်မှုမပြင်းပါနဲ့စီးတဲ့ရေတဲ့ပိဿစီးတဲ့ရေလင်ရှာတဲ့ပစ္စည်းကစီးတဲ့ရေမယားကမယုံမဖိတ်အောင်သိသိတာကဆယ်တဲ့တစင်းဆန်တပင်တင်းချစ်ချင်းမယားမျက်စပ်ပိုးဝင်ဆိုတာတွေခင်ဗျားတို့သိကြပြီးသားတွေပါဗျာဒါကြောင့်တရားနာပိဿကြီးအင်မတန်ချစ်တဲ့လင်နဲ့မယားကိုတောင်းကကိုရလို့ကိုတာဝန်ကိုထမ်းရရင်ဒီအိမ်တော်ရေးตายရပြီးတော့လင်ကမယားကိုချစ်သည်မယားကလင်ကိုချစ်သည်လေးခုနောက်တစ်ခုကဘာပါလဲသားသမီးရအဲ့ဒါကိုယောက်ျားများအတွက်လည်းဖျားပြထားတယ်မိန်းမအတွက်လည်းဖျားပြထားတယ်ဆိုတော့ဒါယောက်ျားများယုံတဲ့သဘောယောက်ျားများမြုံတဲ့သဘောဒီတိုင်းကျမ်းဂန်မှာထင်ရှားလာတာပေါ့ဒါတော့မိန်းမလည်းမြုံတယ်ယောက်ျားလည်းမြုံတယ်ဆိုတဲ့သဘောပြေးတာကြီးသဘောပေါက်မလားကျန်ဒီကဥစ္စတိလရမ်းပြောနေတာလားကျမ်းဂန်နဲ့ဟောနေတာ
ကျမ်းဂန်နဲ့ဟောနေတာပရိသတ်ငါထားတော့တရားနာပရိသတ်ရေယခုခမည်းတော်ပြောခဲ့တဲ့လင်ချစ်စေးမရချစ်စေးတဲ့မှာအခုဟောနေတဲ့မိမကဝင်စိတ်ထမိမမြုံဆိုတော့လင်ကချစ်ခဲ့လားပရိသတ်မချစ်ဘူးဟဲ့ရောက်ခမကတော့အပြစ်တင်မတင်ဘူးလားဟဲ့အဲ့ဒီတွေထုံမိမကြံစည်ပြီမဖြစ်ဘူးငါတော့နှင်ထုတ်တော့ငါကလည်းဝင်စိတ်ထားဖြစ်နေတယ်နှင်ထုတ်တော့မခံဘူးသူနဲ့ရွယ်သူဖြစ်တဲ့သူ့ထက်ငယ်တဲ့မိမပြိုလေးတယောက်ငါကိုယ်တိုင်ချောချောလှလှရှာပေးစားလိုက်ရင်တော့ငါလည်းပြစ်မယ်မထင်ဘူးငါကိုယ်တိုင်ရှာပေးစားသူကိုယ်တိုင်မိန်းကလေးတယောက်ရှောင်ရှာအဲ့တော့မယငယ်ဘဝနဲ့ဘသူကလက်ခံလိုက်မလို့အင်မတန်ဆင်းရဲတဲ့အထင်ကကလေးမှချောချောလှလှလေးသူရှောင်ရှာဒီကိစ္စတွေဟိုတုန်းကလည်းရှိကြတယ်ပေါ့လေအခုဆိုတော့ပြောပေါ်ရမလို့ပါဘူးတန်းရှောက်ရှာရောပြိဿရှောက်ရှာတော့ကလေးမလေးကခိုကိုရမဲ့လှလှပပလေးတွေ့မောင်ရဲ့ငါလည်းပြစ်မထားပါနဲ့တို့မှလေသားသမီးလည်းအမွေစားအမွေကမရဘူးဒါကြောင့်မောင်ရဲ့သားသမီးအမွေစားအမွေကရအောင်ဟောမိန်းကလေးတယောက်ချောချောလှလှတွေ့ထားတယ်အဲ့ဒါအငယ်ဘဝနဲ့ငါလည်းသဘောထားကြည်ကြည်နဲ့ပေါင်းပါမယ်ဒါကြောင့်မောင်ရဲ့ဘက်နဲ့ထုံးခေါ်ပြမယ်ဆိုပြီးတော့မိမလှလေးပြလိုက်တော့လေနည်းနည်းတော့မေးရအောင်ကိုကောင်းကြီးညင်းတာမညင်းတာထားတော့ပြေမြို့ကတကားတွေကျုပ်မေးကြည့်ရအောင်ဘယ်နဲ့တော့ပြေမြို့ကတကားတို့ခမည်းတော်မိမကိုယ်တိုင်ချောချောလှလှကလေးသဘောထားကြီးကြီးနဲ့တဲ့အောင်နေပါမယ်ဆိုပြီးတော့နောက်တစ်ယောက်ရှာပေးမယ်ဆိုရင်ပြေမြို့ကတကားတွေညင်းမလားမညင်းဘူးလားလို့မေးပါဦးဗျာခမည်းတော်ကညင်းမှာပါနော်ညင်းမှာနဲ့တူပါရဲ့ကဲတရားနာပိဋကမိမကိုယ်တိုင်ရှာပေးတာဘယ်ညင်းလိုက်မတော့မညင်းတော့မရကြီးမရငယ်ဘဝနဲ့နေလာခဲ့ကြတာပေါ့အဲ့ဒီရင်မယားအကြီးလို့သူရဲ့စိတ်ဓာတ်နားထောင်ကြည့်ငါမသားသမီးမရဘဲနဲ့ဒင်းရမလားတဲ့ဒီစိတ်ဓာတ်ငါမသားတန်ဒီခပြီးသားသမီးမရဘဲနဲ့ဒင်းကိုရမလားဟေးမရစီဘူးတယောက်ထဲကြံစီပြီးပါဇက်ကတွတ်နဲ့ညီကသားသမီးရရင်ညီကိုပိုချစ်မှာဟေးသားသမီးမရခင်တောင်မှအဟောင်းနဲ့အသစ်မတူလို့အခုငါအနာသိမ့်မကတ်ချင်တော့ဘူးညီလည်းသားသမီးမရဘူးမရဘူးဆိုပြီးကလေးမလေးဖြောင်းပြလို့ဟဲ့ညီမဘာတော့မှကြီးရဲ့ညီမရဲ့တဲ့ညီကိုညီမလေးအရင်လို့လေအောင်းမိတယ်ဟုတ်ကဲ့တော့ကျေးဇူးတင်ပါတယ်အမကြီးရဲ့ကျုပ်ခိုးရမယ်ဘဝအမတို့ကတထေးဆိုတော့အမကိုယ်တိုင်မဲ့ကျုပ်ကိုနားချပြီးတော့မရင်ငယ်ဘဝနဲ့ထားတော့အမကြီးအားလည်းကိုးပါတယ်ချစ်လည်းချစ်ပါတယ်အမရင်ငယ်ဆိုလေအောင်းမိပါတယ်အမကြီးကျုပ်ကိုလည်းစောင့်ရှောက်ပါမကြီးရဲ့အေးစောင့်ရှောက်ခြင်းလို့ပြောတာဟောအေးညီမနဲ့ဒီမဲ့ငါညီမအမကြီးပြောမယ်နော်သတ်တန်ဒီများခန့်လာရင်အမကြီးကိုပြောညီမတမဲမနေလိုက်နဲ့သတ်တန်ဒီခန့်ရင်အမကြီးကိုပြောဓမ္မညီမအမကြီးကလေဟောသာသမီမမွေးဖွာဘူးပေမဲ့လို့အသက်ကြီးတော့ညှိထက်တနည်းတော့ပါတယ်အေးပါတယ်ညီမရဲ့ဘာဖြစ်လို့လဲဆိုတော့သတ်တန်ဒီကိစ္စငါတို့ကကိုယ်တိုင်မမွေးဖွာရတော့လေကြာဘူးနာဝရှိထားတယ်ဒါကြောင့်ငါညီမတန်လေးခန့်ရဲ့အမကြီးကိုပြောအမကြီးစောင့်ရှောက်ပါရစေစောင့်ရှောက်ပါရစေဆိုပြောတော့ကောင်းပါပြီမကြီးရဲ့အမကြီးပြောပါမယ်ဆိုပြီးတော့နင်းလာခဲ့ရာသာတန်လေးခါပြီယုတ်သာတန်လေးခါတော့အမကြီးသွားပြောမကြီးဟဲ့ညီမပါတော့ကျုပ်သားတရီခါပြီမကြီးအေးအော်ငါညီမဟိုအပူဆက်တွေမစားနဲ့နော်အလေးပင်လည်းမရွတ်နဲ့နော်ထင်းမဖြတ်နဲ့ညီမအမဖြတ်မယ်ရှစ်တယောင်ယောင်စောင်းလျှောက်တယောင်ယောင်အကူအညီပေးတယောင်ယောင်နဲ့စကားလေးတွေမျက်နှာချိုသွေးပြောလာရမှ
ကလေးမလေးအစာရဲတန်ဒီပြက်တဲ့ဆေးထဲကျွေးလိုက်ပါရောဗျာကဲပြည့်ရောဗျို့ပြည့်ပြီးတစ်ချိန်ပြန်တော့ကလေးမလေးသိရှာဘူးအမှတ်တမဲ့ပဲပေါ့ဟဲဘာပြုလို့ပါလဲဟုတ်တော့ဘာပြုလို့ပါလဲသိဘူးပြက်တာပဲသိတယ်ဘာပြုလို့မှသူမသိဘူးဒီလိုနေလာကြရနောက်တစ်ချိန်တန်လေးခပြန်တော့အမကြီးကိုပြောပြဒီလိုတန်လေးပြက်တဲ့ဆင်းနဲ့ရောကျွေးနှစ်ကြိမ်ပြက်ခဲ့ပြီပြက်ပြီးတော့လာလိုက်တာဒီကနေ့ကလေးမလေးရေစိတ်ထွက်လာခဲ့ရေအိုးလေးနဲ့မိမ၃ယောက်နဲ့သွားတွေ့ဟဲ့ညီမဘာတို့မတို့ရဲ့တို့ကြီးမှုပြောရအောင်ငါညီမမေးတာကိုမှန်ပြောနော်ညီသားသမီးလည်းမရဘူးအမကြီးရဲ့ကျုပ်လေသားတရီခတော့ခတယ်တော့ဟဲ့ခပြီးဘာလို့မရတာတော့ညောင်တဲ့စကားလေးတွေမျက်မဲ့ဘောအေကိုအကြောင်းကိုဒီမဲ့ငါညီမညီသားတန်နေခပြီးတော့မရတာအကြောင်းထဲကျွေးလိုက်ပါရောဗျာအကြီးကြောင့်ကြီးသိရလားဒီတစ်ချိန်ပြန်တော့ကလေးမလေးသိရှာဘူးအမှတ်တမဲ့ပဲပေါ့ဟဲဘာပြုလို့ပါလဲဟုတ်တော့ဘာပြုလို့ပါလဲမိမကြီးလည်းသွားမပြောနဲ့နော်မိမကြီးတောင်မေးရအောင်မယ်ဟိုဒီတန်ဒီတီတဲ့ကိစ္စနဲ့ပတ်သက်ခပြန်တော့အမကြီးကိုပြောပြဒီလိုတန်ဒီပြက်တဲ့ဆင်းနဲ့ရောကျွေးနှစ်ကြိမ်ပြက်ခဲ့ပြီပြက်ပြီးတော့လာလိုက်တာဒီကနေ့ကလေးမလေးရေစိတ်ထွက်လာခဲ့ရေအိုးလေးနဲ့မိမ၃ယောက်နဲ့သွားတွေ့ဟဲ့ညီမဘာတို့မတို့ရဲ့တို့ကြီးမှုပြောရအောင်ငါညီမကိုအောင်မပြောမို့ဒီမဲ့ညီလင်သားနဲ့အဲ့ဒီမိန်းမနဲ့ရတော့လေသားသူရောက်ခမများကခမဆိုးလို့ညီကိုသူကိုယ်တိုင်ရှာပြီးတော့ပေးစားတာညီတန်နေခပြီးအမကြီးပြောလို့ညီတန်တွေကိုသူတနည်းတစ်ဖုံဖြက်လို့ပျက်စီးတာနေမှာပေါ့ဟုတ်မထင်ပါဘူးတော့ဒီလေငါကြီးမှဒါတော့ညီလဲစဉ်းစားပေါ့တို့သွားအောင်မယ်နော်တော်ကြတို့ပြောတယ်လို့သွားမပြောလိုက်နဲ့ညီမရဲ့တို့စိတ်ထိုးနေအောင်မယ်ဒီလိုနဲ့တရားနာပြေသာမိမ၃ယောက်ကပြောပြီးထွက်သွားမိမ၃ယောက်ကပြောပြီးထွက်သွားကလေးမလေးကရေတွင်းနှခမ်းမော်ထိုင်လို့တရားနာပြေသာခေါင်းမူလေးပေါင်မော်တင်လို့ရေတွင်းနှခမ်းဆိုလို့ဟိုနှုတ်သီးကြီးပြောတာမဟုတ်ဘူးဘေးမှာတရားနာပြေသာပတ်ထားတဲ့ဥဒ္ဒတိုင်းနှခမ်းအောင်မလေးရေတွင်းနှခမ်းမော်တက်ထိုင်နေမအောင်မင်းနဲ့ရေရင်းပေါင်နှခမ်းလေးပေါ်ထိုင်ပြီးတော့တရားနာပြီးသားခေါင်းမူလေးပေါင်ပေါ်တင်လို့အမများပြောသွားတာဟုတ်များနေမလားလာပြမိမိမကြီးတယောက်ဟဲ့ညီရေဦးနဲ့ရေတွေခတ်ထားလို့ပြည့်ပြီးပြန်လေးဘူးလားဘာလုပ်နေဟုတ်တော့ဟဲ့ညီငုံနေတယ်ဟုတ်ကဲ့တော်တော်ရေငိုတာတခြားမဟုတ်ပါဘူးဆင်းလဲဆင်းရဲတယ်တော့ကျုပ်ခိုကိုရမဲ့တဲ့ဘဝပြီးတော့လေမရငယ်ဘဝနဲ့ကျုပ်နေရတာသိတယ်မဟုတ်လားအေးလေညီမရငယ်ဘဝနဲ့နေရပြီပဲလို့ဆင်းရဲသလားအေးမဆင်းရဲပါဘူးတော့အမကြီးကလည်းညီမအရင်လို့စောင့်ရှောက်ပါရဲ့ဒါပေမဲ့လို့ခုနေ့ကအမများကပြောသွားတော့ကျုပ်လေဟိုတန်နေခပြီးတော့သားသမီးမရတာအမကြီးဖြစ်လို့ဖြစ်တော့သားသမီးမရတာအဲ့ဒါသိမှန်တာပေါ့ဒီမဲ့ညီမညီအမကြီးကိုတန်နေခတာပြောသလားကျုပ်ပြောမိပါတယ်တော့ဘယ်နဲ့ကြိမ်ခနှစ်ကြိမ်တော့ကျုပ်ပြောမိပါတယ်တော့ဘယ်နဲ့ခနှစ်ကြိမ်တော့ဒီတစ်ခါတန်နေခရင်ဟဲ့ငါတူမဒီတစ်ခါတန်နေခရင်လေညီအမကြီးမပြောနဲ့တန်နေခပြီးညီအမကြီးမပြောလို့သားသမီးမရရဲ့ဒါပဲငါလည်းပဲဓာတ်တယ်မပြောနဲ့အဲ့ဒီမိမကြီးပြောသွားတာဟုတ်တယ်မယုံရင်ညီမပြောမဲ့ထားကြည့်တော့ကောင်းမယ်နော်ဟုတ်ကဲ့တော့ကလေးမလေးမျက်ရည်ကျ
လေဒီလောက်ထီအောင်လေအမကြီးငါအပေါ်ဒီစိတ်မျိုးထားမထင်ပါဘူးဒါပေမဲ့လို့လေသူတို့ပြောတာသိရအောင်ငါမပြောပဲထားအောင်မပြောပဲထားအောင်ဆိုပြီးတော့အိမ်ပြန်သွားနောက်တစ်ဖန်တန်တေခါတော့အမကြီးကိုမပြောတော့ပြီပြောရလားပြိဿမပြောတော့ဟေးမပြောတော့လည်းမိမချင်းဆိုတော့တအိမ်တည်းနေရလို့မျက်စိအောင်ဟဲ့ညီမညီဟုတ်မဟုတ်ကလားဘာတော့မှကြီးဒီကိစ္စချင်းတယ်နော်ဟုတ်ပါဘူးမကြီးဟေးညီပြောတော့အိုနားချက်ဆရာကြီးမကြီးကတောင်ပြောင်းတော့ပြောနေလက်မခံဘူးမပြောဘူးဒီလိုလက်မခံဘူးမပြောဘူးဒီလိုနဲ့နေလာလိုက်တာတရားနာပြေးတာသားတန်တွေရင်လာပြီရင်လာတော့အမကြီးလို့တော့မဖြစ်ကြည့်စမ်းမိမကမတူကြမလို့ငါအကုံလောက်တာပေါ့ညီကငါ့ကိုပြစ်ခါလောက်လာတာပေါ့ဟေးဓမ္မညီဒီတိုင်းထားလို့ဖြစ်ဘူးလေဟေးဓမ္မဒီလာကဘာတော့လို့လဲလောင်းဒီညီငါပြောဆိုတာဘာလို့မပြောတာအခုညီကိစ္စကြီးကဖုံးမရဖိမရနဲ့ဘာလို့ပြောမှာတော့ဟေးညီငါငေါလန်းမလုံးနဲ့လောက်တယ်တုံးမပြောဘူးမင်းမယောက်ကြီးတော်လူသားကောင်းမကြီးကျုပ်သားတန်တဲ့နှစ်ချိန်ပြစ်တာတော်ဖျက်လို့ပြစ်တာတော့လည်းမပြောဘူးခုတန်ဒီလဲရင်မလာပြီမင်းမယောက်ကြီးတော့ကိုကျုပ်မပြောဟေးငိုပါနဲ့အေးငါကသိလို့မေးကြတယ်မဟုတ်လားအေးမင်းပြောဘူးတော့ငါကသိလို့မေးကြတယ်မဟုတ်လားအေးမင်းပြောဘူးတော့ငါကတော့လေသိခဲ့လို့ဒီမဲ့ညီတန်တီတီတဲ့ကိစ္စနမိတ်တွေပြလို့ငါပြောခဲ့တယ်မဟုတ်လားတော့ဘာလို့ပြောရမှာတော့အလေငါညီမငါလည်းမဆွဆွဲပါနဲ့ညီတန်တီညီဖန်ကြီးပြက်တဲ့ကိစ္စပါအေးကဲငါညီမစောင့်ရှောက်နော်သားသမီးရလာရင်အမကြီးကကိုသားသမီးလို့ချစ်မှာပါပဲအေးဒီလိုမျက်နှာချိုးသွေးပြောပြီးတော့လာရမှာတရားနာပိဋကကြီးအတူနေတော့လေဖြက်လို့လွယ်တကူတနေ့တစ်ချိန်ကြတော့တန်ဒီပြက်တဲ့ဆေးအစာရဲထဲရောကျွေးလိုက်ပါရောဗျာနှုတုံးကိစ္စမရှိဘူးပေါ့တန်ဒီရင်မှဖျက်ချလိုက်တော့ကလေးအသက်လေတဲ့တိုင်းပုတ်စော်နာနဲ့ပါဇက်ကကမ္မဇလေးကလည်းမလှုပ်ကလေးမလေးအော်ဒုက္ခအမကြီးရဆက်ပြရပါပဲရဲ့အမကြီးကျုပ်အပေါ်ပဲနဲ့ကြောင့်ဘယ်ဘဝကရညိုတွေထားလို့ဒီလိုများလှုပ်လေသတော့ကျုပ်လေးနေရတော့မယ်ဟုတ်ပါဘူးဝင်းထဲကတသရီကလည်းမလှုပ်မရှားနဲ့ပါဇက်ကလေတဲ့တိုင်းပုတ်စော်နာပြီဘေဘီအတွင်းကလေးဘေဘီထပါရဲ့အကြီးခိုးရမယ်စားရမယ်တောက်ရမယ်မိမသားညီမအရင်လိုအောင်နေတယ်ဆိုပြီးတော့တော်လေကျုပ်ကိုအခုတယောက်တတ်တော်တာထင်ရဲ့ကလေးတွေမကကျုပ်အသက်လည်းမနေရတော့ပါဘူးဖေ ဟမလေးမျက်စိတွေပြလာပြီးကြည့်လို့လည်းမမြင်တော့ဘူးကျုပ်လေဒီဘဝတော့ဘူးပဲလေးလည်းမနိုင်တော့ပါဘူးဒီဘဝကလေးသေးအောင်မကကျုပ်ကိုလည်းသေအောင်တတ်တဲ့မိမယုတ်ကြီးမို့ဒီဘဝတော့မနိုင်ပေမဲ့လို့ဟောနောက်ဘဝကျုပ်ဘလို့ဖြစ်ပြီးတော့တော်သားသမီးတွေကိုစားနိုင်ရပါလို့ဤတော့ကလေးတွေကိုကျုပ်ဘလို့ဖြစ်ပြီးတော့စားနိုင်ရပါလို့ဤမေတို့ဖေတို့ကျုပ်ကြရပါအောင်ကျုပ်မနေရတော့ဘူးထင်ပါရဲ့အားရကျုပ်ပဲသေပါကိုင်းကျုပ်မောလှတယ်ကိုင်းဟုတ်သားသေမမိမသေမပြောရတဲ့ဘုံညမသက်သာဘူးကိုင်းပြေးသားကြီးသေဗလားပြေးသားသေပါပြီ
ဆူတောင်းပြိဿကြီးသေဗလားပြိဿဆူတောင်းသွားလားဟဲ့မိမများဆူတောင်းကသိကြောက်เสียကောင်းမိကိုမစုံမိုးမစုံရှေ့ဆက်နာထောင်ကြည့်ပေါ့ကလေးမလေးပေးသွားတော့တရားနာပြိဿအဲ့ဒီကလေးမလေးကအဲ့ဒီအိမ်ဘာဖြစ်တုံးဆိုတော့ကြောင်ကလေးသွားဖြစ်ပြိဿကလေးမလေးအဲ့ဒီအိမ်ဘာဖြစ်အရာထဲလျှောက်သွားသူ့လင်သားအရာထဲလျှောက်သွားတော့ဟေးဟေးဒီလာပါဦးကွပါတော့မြအတော့မလို့နဲ့ကွလာအောင်ပြောစရာရှိတယ်ပါတော့မြအတော့မလို့နဲ့ကွလာအောင်ပြောစရာရှိတယ်မင်းမယငယ်သေသွားတာသိဒါတော့ရာသူတို့ကိစ္စနဲ့သူတို့သေကြတာပဲရိုးရိုးသေးတာမဟုတ်ဘူးကွရိုးရိုးသေးတာမဟုတ်ဘူးကလေးပြောလက်စနဲ့တော့မထူးပါဘူးပြီးတော့မင်းငါပြောတာမင်းမရအကြည့်သွားမပြောနဲ့ဟေးဓမ္မမင်းမရအငယ်သေးတာမင်းမရအကြည့်တတ်လို့ဗျာဟေးမဗျာနဲ့ငါမှန်တာပြောတာဘာပြောလို့လဲဗျာဟဲ့ဘာပြောလို့မရုံးကွတန်နေခတ်ရင်အမကြီးပြောဆိုပြီး तू နှစ်ကြိမ်ဖြက်လို့ကလေးမလေးရေတွင်းပဲထွက်လာတော့ဒိုးနဲ့တွေ့လို့ပြောမိဘူးတဲ့မပြောနဲ့လို့ပြောတဲ့ကိစ္စမေ့မရငယ်ကမပြောလို့ဒါတပ်ပန်မပြောလို့ဒါတပ်ပန်နေမိမယုတ်ထားဘူးတော့ပြန်သွားပြီးတော့လာခဲ့ဆိုပြီးတော့တရားနာပရိသတ်ကြီးထောင်းနည်းနည်းထောင်းလိုက်တာဝေအောင်ကိုထောင်းနေတာပေရောထောင်းနဲ့ထူးတဲ့ရိုက်တဲ့ဒဏ်ရာနဲ့မယားအကြီးကသေးတော့အဲ့ဒီအိမ်မှာကြက်မကလေးဖြစ်သည်ပေသားကြီးမယားအကြီးကအဲ့ဒီအိမ်မှာပါသွားဖြစ်မယားအငယ်ကကျမကျက်ဥတွေပေါက်တိုင်းကျက်ကလေးတွေမွေတိုင်းကြောင်မကအကုန်စားစားတော့ပရိသတ်ရေကျက်မကလေးကအတော်ဆိုးတဲ့ကြောင်မငတ်သားသမီးတွေစားပါဒီဘဝတော့နင့်ငါမနိုင်တော့ပါဘူးနင့်ငါပြိုင်လို့ရှိရင်လည်းငါကိုသင်စားတော့မယ်ငါအသက်တော့အသေးမခံဘူးဒီဘဝငါသားသမီးစားနဲ့အောင်တော့ဒီဘဝကသိလို့နောက်ဘဝသင်သားသမီးငါစားနိုင်တဲ့ကိုဖြစ်ရပါလို့ဤတောင်းပြီးသေးကြပေတော့တရားနာပရိသတ်ကြီးကြက်မကလေးကကျွတ်တို့သစ်မသွားဖြစ်သည်ကြောင်မကတမင်မဖြစ်သည်ကြောင်မကဘာဖြစ်ကြက်မလေးကတမင်မမွေးတိုင်းတရားနာပြီးတော့တစ်မကစားတဲကတကယ်အဲ့ဒီလိုမဟုတ်ပါဘူးတမင်မွေးရင်တစ်စားရင်ကြားစားရင်ကျန်းကန်တွေကတကယ်အဲ့ဒီလိုမဟုတ်ပါဘူးတမင်မွေးရင်တစ်စားရင်ဒီကတမင်မွေးတာပါစားတာသင်ပေးလို့နောက်ဘဝသင်သားသမီးငါစားနိုင်ရပါလို့ဤဆူတောင်းပြီးပေကြပေတော့တရားနာပရိသတ်ကြီးတမင်မကကျွတ်တို့ဘလူးမသွားဖြစ်သည်သင်မကလူမိန်းမဖြစ်သည်သင်မကဘာဖြစ်တမင်မကအလိုဤဆူတောင်းပြီးပေကြပေတော့တရားနာပရိသတ်ကြီးတမင်မကကျွတ်တို့ဘလူးမသွားဖြစ်သည်သင်မကလူမိန်းမဖြစ်သည်သင်မကဘာဖြစ်တမင်မကကဲလူနဲ့ဘလူးဖြစ်တော့လည်းနဲ့မင်းအောင်တရားနာပရိသတ်ကြီးလူနဲ့ဘလူးဖြစ်တော့အဲ့ဒီလူဖြစ်တဲ့မိန်းမကညီမလားအမဘယ်တော့မှမှတ်ထားတွက်လာခဲ့တာကိုပရိသတ်ကြီးဘလူးကညီမလားအမစတောင်းတဲ့ဘဝမှတ်လိုက်ဘလူးမဖြစ်တင်သားသမီးစမ်းရပါလို့ဤဆိုတာညီမကတောင်းခဲ့တာလားအမကတောင်းခဲ့တာတော့ဆိုပါလို့ကိုလလွယ်ဆင်းလောက်ခွာဘလူးမကလည်းတရားနာပရိသတ်ရေသူ့ရန်သူရှောက်ရှာမြို့ထဲဝင်လာရန်သူရှောက်ပရိသတ်ရေသူ့ရန်သူလေးသွားဖြစ်မြို့ထဲဝင်လာရန်သူရှောက်ရှာပြီးမြို့ထဲဝင်လာတော့ငါလက်ကလွတ်ငွေဖွာရောဆိုပါလို့ကိုလလွယ်ဆင်းလောက်ခွာ
ဘလူးမကလည်းတရားနာပိဋကရေသူ့ရန်သူရှောက်ရှာမြို့ထဲဝင်လာရန်သူရှောက်ရှာပြီးမြို့ထဲဝင်လာတော့ငါလက်ကလွတ်ရိုးလားငါလက်ကလွတ်ရိုးလားညို့ဒီမှာရောက်နေသဘောဘလူးမကတရားနာပိဋကဘလူးရောင်နဲ့မလာဘူးလူမိမ့်မရောင်ဖန်ဆင်းလာမိမ့်မပြိုရောင်ဖန်ဆင်းပြီးတော့ဝင်လာခဲ့အဲ့ဒီကလေးမအိမ်သားရောက်တော့ဟဲညီမဘာလို့တော့ဟဲညီကလေးလည်းလှလိုက်တာအေးဒေတာကြီးဘလူးမှမသိဘူးလှလိုက်တာအေးလို့ဆိုတော့ခမင်းလှတယ်တော့မအေးဘူးလေတော့အေးမလေးဘလူးကိုထွက်မဖြစ်ဘူးပါးစပ်ကလှမ်းသွားဟိုကတရားနာပြေးတာကလေးကိုလေခေါင်းကကင်နေပြီခြေခေါင်းကကင်နေပြီခြေနဲ့ချောင်းကနေပါးစပ်ထဲစသွန်းလိုက်မလေးမောင်ရဲ့တူကလေးဘလူးစားပြီမောင်ရဲ့ဟင်ဘယ်လိုဟာဟောကြည်စားသွေးလေမလေးပဲဆက်ရောက်သွားပြီစားသွားပြီမောင်ရဲ့ပေတော့ဘလူးမတော့ကွာနောက်ကဓမ္မကြီးနဲ့လိုက်ပေမဲ့လို့တရားနာပြေးတာဘလူးမကနှောင်းလှဲကြည့်ဟိုက်ကျူလို့လိုက်လန့်သွားဟိုက်လန့်သွားတန့်ပြီးတော့ဆက်လိုက်နောက်ဘလူးမကနှောင်းလှဲကြည့်ဟိုက်ခိတ်ချုံလို့လိုက်တာနဲ့လန့်သွားဒီလိုနဲ့ဘလူးမအနာမကရဲပဲနဲ့မယားကလေးထံပြန်လာဖြေမဖြေရလေကွယ်ဟိုလေကိုရိုးတဲ့ဟာပေါ့လားနှမရဲ့တို့ပဲလို့လောက်ကြမတော့မောင်ရဲ့ကျူလည်းမတက်နိုင်ဘူးအေးကွယ်ရှိပါစေတော့တို့လည်းငယ်ပါသေးတယ်နှမရဲ့ပူပါနဲ့သူစကားထူးတာနော်ကွယ်သူကနဲ့သူသေးတာသေးပါစေတော့တို့လည်းငယ်ပါသေးတယ်နှမရဲ့ငယ်ပါသေးတယ်နှမရဲ့နဲ့ဖြောင်းပြပြီးတော့လာခဲ့ရဟောနောက်တစ်ဖန်သားတန်ဒီခါ6လလွယ်10လဖွာပေါ်များခတ်တုတ်ပေါ့တရားတဲ့ပဲတကယ်6လ10လစောင့်နေကြုတ်တရားနောက်နှစ်တောင်ပြီးချင်မှပြီးကဲဒေသကြီးဖွာပြမလားနောက်တစ်ယောက်နောက်တစ်ယောက်ဖွာပြန်တော့တရားနာပြိဿကြီးလာပြန်ပြီဘလူးမဒီလိုပဲတရားနာပြိဿမိမ့်မကြိုအောင်ဖန်ဆင်းလာခဲ့တဏ္ဍခါပါမဏိနဲ့ဆံမင်းလေးဖားရချလို့လင်လို့တဲ့လူကတော့တရားနာပြိဿဒီနောက်သားတစ်ယောက်ရကြတဲ့ကဓာတ်ကိုထက်အောင်သွေးထားတာဓာတ်ကိုထက်အောင်သွေးထားတာဓာတ်ထက်အောင်သွေးထားပြီးတရားနာပြိဿလင်လို့တဲ့လူကလည်းအိမ်ထဲဝင်အသွားပေါက်လာပြီခုနှစ်ကမိဘလူးမဟောကလေးလေးပွေးလို့အိမ်မက်မျက်နှာပြူလမ်းမဲ့ကြောပေးနောက်ကရောက်လာပြီးတရားနာပိဋကကလေးပွေပြီးနှုတ်ချိုတိုက်ကျွေးနေတဲ့မိမရဲ့ခေါင်းပေါ်ကနေလက်ကြီးနဲ့ဟောဒီတိုင်းနိုင်လက်ကြီးမြင်လိုက်မလေးဟေးပေးဘလူးမပေးငါကလေးပေးတရားနာပိဋကရဲ့ခြေတော်ကလေးကသူကဆွဲထားဟောခေါင်းကြီးကအုပ်ဆွဲတယ်တခါတည်းဆွဲပေးမယ်လို့မိခင်ဆိုတော့ခြေတော်ကလေးပြတ်မှဆိုလို့လွတ်လိုက်တဲ့ဘောဩဒါကြောင့်မဟောသရာပြဿနာတွေထဲမှာခမရတို့သိကြနော်ဘလူးနဲ့ဘလူးဖန်ဆင်းနဲ့မိမ့်မနဲ့တကယ်မိခင်နဲ့တာလူတဲ့နေရာမှာမဟောသရာဆုံးဖြတ်တာလေဘလူးမကတော့ဇော်ဆွဲတာပဲသာသမီမမဟုတ်ခဲနဲ့ဟိုကမိခင်ဖြစ်တဲ့မိမ့်မကတော့လှုပ်ပစ်လိုက်အဲ့ဒါလှုပ်ပစ်လိုက်တာကိုမိခင်နဲ့ဗျအကျဉ်းသာတရားရှိအခုလဲဒီတိုင်းပေါ့ဘလူးမကတအားဆွဲလိုက်တော့ကလေးလေးလှုပ်ပစ်လိုက်လှုပ်ပစ်တော့ဘလူးမစားလူကလည်းမလေးကိုကျိုးနေမှာဘောလားသားရဲ့ဟေးတစ်ချိန်မကလက်ချင်းရှိပြီဘလူးမငါပဲတော့ငါရန်ညိုးရောက်ဒီလိုလာပြီးတော့လှုပ်ပါလိမ့်မလို့သားမဆဲမှာတက်လေလူကလည်းအမေပဲလို့လှုပ်ပြီးတော့ဖြေရပါမတော့မမီကငယ်ကြီးရောငိုကကြီးစီပါလို့ဒီ
ဒီဒီမြဲရဲ့ခွေးကငါနွမ်းသားမောင်ကိုလွှမ်းတာလေပြမမကြီးမပြမမကြီးလူကလေးငိုတော့ဗျာပြည်သားကြီးအမေလို့သူငိုပါလားဘာရဲ့အမေလို့လုပ်ပြီးတော့ဖြေရပါမလို့မောင်ရဲ့တို့သားလေးဘလူစားသွားပြန်မကွဲလို့ဘလူမမသမားရဲ့လေထူးမညတာသားကိုစားပါပေါ်ဝါလို့တော်လာအခက်တွေပွေလိုက်ရကသားအသက်သေးတာကိုနှမျောသေးတာကိုနှမျောဒီကငိုမလားပြိဿငိုပါဗျာဘသူငိုနေတာတော့ဟဲ့အမေဟဲ့ပြိဿကြီးဘသူငိုနေတာတော့ဟဲ့ဘုန်းကြီးကကိုယ်စလဲငိုပြီးအမေလို့သူဘလူမသမားရဲ့လေထူးမညတာသားကိုစားပါပေါ်ဝါလို့တော်လာအခက်တွေပွေစရာကသားအသက်သေးတာကိုနှမျောသေးတာကိုနှမျောငိုရင်ငါသားကြီးသေးတာအမေနှမျောလာကြီးရဲ့အမေငိုလို့မစင်းတော့ပါဘူးသားရဲ့လူကလေးရဲ့နှထွေယူလို့ရွှေကနှုတ်ရည်မခံငေမောအသေးဘဝဆွမ်းငင်လို့သွားတယ်ကွယ်ဟမမင်းသားအတွေ့အမေမောတွေးရနှမျောဖြေလို့ဖြေမရနိုင်ပါဘူးငိုတာဗျာကြားလားပြိဿကြီးငိုဘူးလားပြိဿအမေဖြေလို့မရပါဘူးလို့ငိုနေလို့လင်းလို့သူကလည်းအာပေနှမဒီမျိုးနေလို့ဖြစ်ပါဘူးကွယ်ဒီတခါတန်နေခရင်ဝေးရကိုသွားပြီးတော့ဖွာကြပါစို့ဒီလိုနေလာရမှတရားနာပရိသတ်ရေဟောနောက်တစ်ဖန်တန်နေခတော့ဒီမနေဘူးအဝေးမြို့သွားပြီးတော့ရွှေမျိုးတွေရှိကြဖွာကြရွှေမျိုးတွေရှိရဖွာတော့သားကလေးလည်းမတ်တက်ပြေးကြီးပြင်းလာပြီပေါ့ကြီးပြင်းတော့တရားနာပရိသတ်အဲ့ဒီကလေးပွေချီးပြီးတော့မြူးပြီးတော့ပြန်လာကြဒီရွယ်ဆိုရင်တော့ဘလူစားလွတ်လောက်ပြီးကလေးလည်းသွားနိုင်လာနိုင်ပြီးနိုင်လွားနိုင်ပြီးဆိုပြီးတော့ပြန်လာကြပြန်အလာမှတရားနာပရိသတ်ဘလူမကလည်းဒီတစ်ပတ်တရားနာပရိသတ်ရေဝတ်တော်ဝဏမင်းကြီးထံရေကန်းလိုက်သွားရပရိသတ်ဘလူမကဘာလုပ်လိုက်သွားအလာမောမောနဲ့ဆံမင်ဖားရချလူရောင်ဖန်ဆင်းဝင်လာပြီမြို့ထဲဝင်လာတော့ကွယ်တို့ကာလာသားတစ်တိုက်ပေါ့ဂုတ်ထောက်ကလေးတွေနဲ့ဘယ်တော့မှထောက်လာမသိဘူးပေါ့ကွာငါမင်းတို့နဲ့မှန်ပြောอ่ะကာလာသားလေးတွေဆိုတော့ဂုတ်ထောက်လေးတွေမှုခေါင်းလောင်းကြီးကစွတ်သေးမင်းတို့ခင်နဲ့မင်းတို့ကိုငါအပြစ်တင်နေတာမဟုတ်ပါဘူးခေါင်းလောင်းကြီးကစွတ်သေးကွာကြည့်ကွာကာလာသားတစ်တိုက်ဟဲ့အဲ့ဒီဘလူးမမြို့ထဲမိမ့်မပြိုရောင်ဖန်ဆင်းပြီးဆံမင်ဖားရချဝင်သွားတော့ဟာဟဲ့ကောင်တေလှပါလားကွာဟာဒုံးမြို့တွေတလုံးလှတာမရှိဘူးကွာဟဲ့ဘယ်ကောင်းလို့လဲဘယ်ကောင်းလို့လဲဘလူးမအေးမလို့ဒီတော့ဘေးကမိန်းမတယောက်ကဟဲ့ကောင်လေးလာသားကြီးဘာတော့လဲအေးတယ်ခင်ဗျာအေးတယ်လုံးမနေနဲ့မင်းတို့ဘာမှလို့ဘာမှရမလဲလေခင်ဗျာရှိတယ်ညင်းမဟုတ်မှာဘလုံးလှအောင်လေးတွေဒီလာငါတိုးတိုးပြောဒီမင်းအဲ့ဒါလူမဟုတ်ဘူးဒီမင်းမကြီးယူနေတယ်မှာလူပါလူလားနေတာလူမဟုတ်ဘူးရဲ့လို့ဟုတ်တော့မင်းတို့ကြားဘူးလားဒိုးမျိုးမှာဟေးဒီမင်းတာဝတီမျိုးတောင်ပိုင်းမှာဟိုမင်းကလေးတယောက်ကလေးမွေးတိုင်းဟောဒီလိုမိန်းမရောက်ဖန်ဆင်းပြီးလာစားတာကွအဲ့ဒါဘလူးမှာဗျာဟေးကောင်းလေးဘလူးတွေဟာဟေးပြေးကြတာပဲရေးတာကြီးတောင်းလို့ဟေးကောင်လေးဘလူးတွေဝေကဒီဝေကဘလူးမကတော့တရားနာပြည့်တဲ့အိန္ဒိယမြေဘူးသူလန်းသူလျှောက်သွားရှာတဲ့ပေါ့
ရှာရင်လည်းပဲတရားနာပိဋကရဲ့တချို့မိန်းမတွေကဘလူးမဝင်တဲ့တယောက်စကားတယောက်နာပြောကြကလေးတွေအိမ်နဲ့သွင်းပိတ်တချို့ကချောင်ကြီးနောက်တရားနာပိဋကဟိုကလေးမလေးနေတဲ့အိမ်လူကတော့မရှိဘူးအဲ့ဒီအိမ်နာကအဖွားကြီးနာရောက်သွားဖွားကြီးကအိမ်ပြင်မှာငုတ်တုတ်လေးထိုင်လို့မေကြီးဟဲ့ငါခေါ်အောင်ဘယ်လူတော့ဖွားကြီးကကျုပ်ပါမေကြီးဒီငါလူတွေပဲသွားကြတော့မပြောပါနဲ့အေးကြီးအိမ်ငါခလေးမအကြောင်းဟောသေးရင်တော့ဘလူမကောအေးဖွားကြီးဘာမှမသိဘူးဘလူမှမသိဘူးရမ်းတော့တယ်ဟင်ဘာလို့တော့မေကြီးရဲ့ဘာပြုလို့ရမလဲအေးကလေးနှစ်ယောက်ဘလူမလာစားသွားလို့အေးအတော်ဆိုတဲ့သေခြင်းတို့ဘလူမငါတနာလဲတနာပါရဲ့အေးအခုတော့ဘလူမရံငါလွတ်အောင်ဆိုပြီးတော့အဝင်းမြို့ရွာမှာသွားမွေးဖွားရတယ်အေးဟုတ်ကဲ့အမေကြီးကျုပ်သွားပါဦးမယ်အေးကောင်းပါပြီတော့ကောင်းပါပြီထွက်သွားရောဘလူမထွက်သွားဘေးအိမ်ကမိန်းမတယောက်ကလာပြီးခွာကြီးဟဲ့ဘာတော့ဟဲ့တို့ရှမ်းပြောနေတာပဲပေချင်းစိုးဘလူးမလေးပါလေးနဲ့ခုနကလာမေးတာဘလူးမတော့ဟင်မလဲကြတော်မူလားဘလူးမကကြတော်မူရပါလို့ဒါနဲ့တရားနာပိဋကရဲ့အဖွားကြီးလည်းပလက်လန်တက်နေရောမနှဲနှယူပါဘလူးမကလည်းငါလက်ကလူရိုးလားဆိုပြီးတော့ဇွတ်လိုက်အဲ့လည်းပြန်လာပြီးတော့မြတ်စွာဘုရားကြောင်းအနီးအပါလင်မယားနှစ်ယောက်ကလေးလေးတစ်လှဲ့စီခြီးပြီးတော့ရေချိုးကြသွားပြီဘလူးမလူရိုးလားလူရိုးလားကလေးတော့အတော်ကြီးပြင်းလာခဲ့ကြငါအစာစားမယ်ဒီလိုကလေးပေးသားရေလင်းရေချိုးခိုက်မှသူစားမယားအရင်ရေချိုးတော့လင်းချီးနေတော့မစားဘူးဘလူကအမကိုလူကအထီးကိုအထီးနဲ့အမအချိန်ကသေးတယ်မဟုတ်ဘူးမသေးဘူးပြိဿဒါကြောင့်ယောက်ျားခြိထားတော့သူမစားရဘူးမိန်းမခြိမှစားနောက်တရားနာပြိဿလင်းရေချိုးဟိုမိမ့်မလုတ်တဲ့လူကကလေးလေးခြီထားသွားပြီမြင်ပြီဟိုကဟင်မောင်ကြီးဟဲ့ဘာလို့နမဘလူးလာပြီဘလူးဆိုတော့ဟိုကတရားနာပြည်သားလှမ်းကြည့်လိုက်မိုက်ပါနမရဲ့မိမ့်မပြူလေးလှရေးတယ်ကောနှာပူးနေသေးတယ်ဟုတ်တယ်ဘာမှမသိညာမှမသိနဲ့အမိမ့်မပြူလေးပါကွာဘယ်မိမ့်မပြူရမှာတော့မောင်လေးတက်ခဲ့တော့ဟောဒီလိုဘလူးလောင်ဖန်ဆင်းပြီးတော့လာပြီးတော့စားတာကြာလှပြီဒီလိုမိမ့်မယောင်ဖန်ဆင်းပြီးတော့အနားနာရောက်ဘလူးဖြစ်တာကျုံမလဲဘူးကျုံသားလေးကျုပ်ချီပြီးပြေးတော့မယ်မောင်လေးဆိုပြီးတော့ဆိုပြေးဘလူးကနောက်ကလိုက်ပြီးတော့ဟိုတော့အခုမှရေထဲကတက်ဆိုလည်းဘယ်နေမှမသိဘူးမြေအောင်သာဖမ်းကြည့်တရားကိုခန့်နေတာဟေးဘလူးမဟေးရဟုရိတ်တာကြီးဘလူးမကနောက်လဲကြည့်ဟုတ်ထိုလန့်သွားအနောက်ဆက်လိုက်ဘလူးမလားဟိုက်ထိုလန့်သွားဒီလိုနဲ့တရားနာပြည်သားကလေးမလေးကပြေးတယ်မြတ်စွာဘုရားခန္ဓာကူရီတိုက်ခဲဆုံးဝင်တော့မြတ်စွာဘုရားခြေပမိုးမောကလေးလေးချလို့မြတ်စွာဘုရားအဲ့ဒီကေတော်ဘာဗျာဒီလိုကေတော်ဘာဗျာဟဲ့ရှင်သမီးပါဖြစ်ဘလူးမကြီးလိုက်လာပါပြီဗျာဘလူးမလိုက်သွားတရားနာပြည်သားခန္ဓာကူရီတိုက်ပေါက်ကြတော့တကားဆောင်တဲ့နတ်ကမဝင်ရလို့ဘလူးမအပြင်မဲ့ရဟဲ့ရှင်သမီးဘာဖြစ်လားမှန်လားပါဗျာဘလူးမကြီးတော့ကလိုက်လာပါပြီကေတော်ပါဗျာဒီလိုကလေးစားတော့မှာပါဗျာဘုရားမြတ်စွာစင်ရဤရှိဝါတော်အောက်ဝင်လာရောက်၍လျောက်တင်မရစေတပည့်တော်မှာကလေးတွေကိုနှစ်ကြိမ်စားခဲ့ပြီဗျာအရင်ဘဝရှေးရန်စားကြောင့်မလာနဲ့ထွေးအသက်သေးညောဘလူးစား၍
တပည့်တော်ကလေးနှစ်ယောက်စားခဲ့တယ်ဗျာဟောဒီတတ္တရကလေးကြတော့တရေရချတတ္တရသားကိုခွာ၍အပြာတပည့်တော်လူစနေမောင်နှံပြန်ခဲ့တော့ဗျာရန်ကုန်သေးမေမဆောင်ကွေးနာဘူးအတင်းမညာလိုက်လို့လာရင်ဒုက္ခတွေမှာအပူအေးရအောင်လို့ကဲမတော်မူပါဖယားကဲမတော်မူပါဖယားဟဲ့မလေးဘလူးပါကြီးပါဗျာလောက်ကဘလူးငူတာပေါ့ညာငူတာပေါ့ဘုရားချစ်သမီးတိတ်မပူနဲ့ငါဖယားထိုင်ရောက်ကသင်တို့အပူမှန်သမျှပျောက်ရမယ်ဟဲ့ညီတော်အနန္ဒာထွက်ကြည့်စားဆိုညီတော်အနန္ဒာထွက်ကြည့်အပြင်မဲ့ဘလူးမကြီးတွေ့ညီတော်အနန္ဒာခိုင်းလို့ပေါ့ကျွတ်တို့ထွက်ကြည့်ခိုင်းထွဲပုံညာအကြောင်းပါရသော်ဗျာတဲ့ဘလူးမကြီးပြင်မဲ့မှာရှိကြောင်းပါဗျာဟဲ့ခြေသားဘလူးမခေါ်ခဲ့မလီမခေါ်ပါနဲ့ဗျာခေါ်ပါနဲ့လမ်းဘလူးမကြီးခေါ်ပါနဲ့ဗျာဒီလိုကလေးစားပါလားဗျာဟဲ့ချင်းလေးအသားနေမကြောက်နဲ့လာပါစီဘလူးမဝင်လာဟဲ့ဘလူးမဗျာပင်ဘက်နဲ့ကြောင့်ဒီတငယ်မရဲ့ကလေးနှစ်ကြိမ်စားပြီးအခုတည်းထိအာမရသေးပဲနဲ့တတ္တရသာစားရကြံတို့မှန်လားပါဗျာတပည့်တော်မှာဆူတောင်းကြောင့်စားရကြောင်းပါဗျာဆူတောင်းကြောင့်စားရကြောင်းပါဗျာလို့ဘလို့မှကသူ့ရန်သူဖြစ်ပြီးအတွက်စားရမယ်အကြောင်းမြတ်စွာဘုရားလျှောက်ထားဒီတော့မှမြတ်စွာဘုရားကိုတော်မြတ်ကဟဲ့ဘလူးမတင်တို့သည်မိကိုမဆုံမိုးမဆုံပါလားတင်တို့သည်နောက်လူဘဝတုန်းကရန်ညှိုးကြောင်းကျင့်တဲ့ကြောင့်ဖြစ်တော်လဲစားခဲ့ကြတမင်းနဲ့တစ်ဖြစ်တော်လဲစားခဲ့ကြအခုဘလူးနဲ့လူဖြစ်ကြတော့လဲစားကြပြန်ပြီမိကိုမဆုံမိုးမဆုံကြောင်းနဲ့ကြွက်လို့ကြီးကန်းနဲ့ခင်းဖုတ်လို့ဝန်နဲ့ကြို့ပင်ဆောင်လို့ကမ္ဘာရန်စားတွေဖြစ်ကြလိမ့်မယ်ဟဲ့ကဲဝန်နဲ့ကြို့ပင်ဆောင်နည်းနည်းလေးတော့ပြောရအောင်တိတ်ကဝန်တကောင်ကကြို့ပင်အောက်အိတ်ကျိုးပင်အောက်အိတ်တော့ကျိုးပင်ဆောင်တာကငါတစ်ပင်အောက်အိတ်ရမလားလို့တစ်ကိုင်းချိုးချတော့သူ့တစ်ပင်အောက်အိတ်ယုံလေးနဲ့တစ်တပင်ကောင်းတော့ငှက်တစ်တောင်းခိုးတစ်ခက်ပေါ်တော့ငါမခိုးပါဘူးအရိတ်ကလေးခိုးတာနဲ့တစ်ကိုင်းချိုးချတွေ့ကြသေးတာပေါ့ရန်ညှိုးနဲ့ထွက်သွားတော့လယ်သမားတယောက်လမ်းတွေ့အသိလယ်သမားပဲတော့ငါတဘိုးတုံးသွားခုတ်ဘာသာခုတ်အာတို့တော့နဘဲသားတို့ဘာတို့ကျုံရကြပန်းခုတ်တာမဟုတ်ဘူးတဲ့တဘိုးတုံးလုတ်တဲ့နေရာကျို့သားအကောင်းဆုံးတဲ့ဗျာဝန်ကဒါနဲ့တရားနာပြေးတာကျို့ပင်သွားလှဲ့ရောလဲကနီကျို့ပင်ဆောင်နဲ့ရောက်လာအပင်လယ်သမားဘာပြုလို့ငါကျို့ပင်ခုတ်ငါစတော့ကျို့သားခုတ်ဖို့စိတ်ကူးမရှိပါဘူးတဲ့ဟိုနာတွေ့တဲ့ဝန်တကောင်ကတဘိုးတုံးလုတ်တာကျို့သားကောင်းတယ်ဆိုလို့ကြည်စမ်းတစ်ပင်ရိတ်အိတ်ငါတစ်ကိုင်းချိုးချလို့ငါတစ်ပင်အခုတ်ခိုင်းတယ်ဝန်သင်လည်းထားရိုးလားအပင်လည်းသမားသင်တို့လှဲဥဖို့လှုပ်တဲ့ခါဘာနဲ့လှုပ်တို့တော့ခိုင်နဲ့ကျွဲရည်တို့ဘာတို့လှုပ်တာမဟုတ်ဘူးလှဲဥဖို့လှုပ်တဲ့နေရာဝန်ရည်အကောင်းဆုံးကိုင်းကျိုးပင်လှဲထမ်းသွားပြီးတော့လမ်းတွေ့တဲ့ဝန်ပြန်သက်ဝန်ရည်ခွာသွားတော့နှစ်ဦးသလုံးဆုံးပြီဦးလားပြိဿပေးသားကြီးနှစ်ဦးသလုံးဆုံးဘူးလားဒါကြောင့်ရန်ညှိုးအမတန်ကြောက်စရာကောင်းပါသဖြင့်ဘုရားကိုယ်တော်မြတ်ကနာဟိဝေရဏဝေဒာနိတမန္တိတာကုရသနာအဝေရဏသတမန္တိဧကဓမ္မောသနာတနောရဲ့လို့ဟောဒေသနာဓမ္မလေးပါဌပြလိုက်တော့ဘလူးမသည်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်ဖြစ်ရောပြုနေအောင်ပြီးသေးဘူးသောတာပန်ဖြစ်တယ်ဆိုရင်ပြန်ရင်စိတ်ကြီးပေါ့နေအောင်80နာထောင်သားပြေးသားကြီးဘလူးမှပါဖြစ်သွားတယ်သောတာပန်လည်းဖြစ်ရောတရားနာပိဋကရေဘုရားကိုယ်တော်မြတ်ကဟဲ့ခြေသမီးပေးသင်ကလေးအဲ့ဆိုဘုရားဘာလို့မလို့လဲဗျပေးခြေသမီးပေးဆိုတော့မြတ်စွာဘုရားလက်တော်အပ်လိုက်မြတ်စွာဘုရားဘလူးမကြီးလက်ထဲလှမလုံးပါနဲ့ဗျာသစ္စာပါလိမ့်မယ်ဗျာမလုံးပါနဲ့ဗျာဟဲ့သမီးမပူနဲ့ဆိုဘလူးမလက်ထဲအပ်လိုက်တော့ဘလူးမကဘယ်စားတော့ပြေးသားကလေးလေးကြည့်ပြီးတော့ပြုံး ပြေးတဲ့ကလေးလေးကြည့်ပြီးပါဖြစ်
ပြုံးပြီးနောက်ဘလူးမကြီးမျက်ရည်ချပြုံးမျက်ရည်ပေါ့လေပြည်သားကြီးဗာမျက်ရည်ပြုံးမျက်ရည်ပါဗျာငါတရားမနေ့လည်းပြုံးမျက်ရည်ဒီနေ့လည်းပြုံးမျက်ရည်ပြုံးပြီးမျက်ရည်ကြတယ်ပြုံးမျက်ရည်ဆိုတဲ့ဇာကဒါမျိုးနေမှာဘောလို့ထဲ့ပြောอ่ะကြည့်ပြုံးတာကဘာပြုလို့တော့မှားနေတဲ့အယူကြီးကွာလို့သူများအသက်သတ်ခြင်းအမှုကိုမပြုဘဲနဲ့အယူမှန်ရသွားလို့တရားသဘောနဲ့ပြုံးနေငါမှားတာတွေပျောက်ပြီတဲ့မြဲရကြတာကတော့သောတာပန်ဖြစ်သည့်အတွက်သူများအသက်ကိုမစားတော့ဘူးလေသူများအသက်ကိုမစားရသဖြင့်ငါအတွက်အစာအတွက်ခက်တော့ပြီအစာစာအတွက်မျက်ရည်ကျဟဲ့ဘလူးမသင်ပြုံးတာမျက်ရည်ကျတာဘာတော့လို့ဆိုတော့အဲ့ဒီအကြောင်းမြတ်စွာဘုရားလျှောက်ထားတော့မှကဲမပူနဲ့ဟဲ့ခြေသမီးယော့နင်ကလေးဘလူးမထမ်းကပြန်ယူအားလူမစားတော့ဘူးဒီဘလူးမဒီလူမတတ်တော့ဘူးသင့်အမကြီးအစာအတွက်ခက်ပြီးဒါကြောင့်သင့်အိမ်ခေါ်သွားသင်ကျွေးမွေးပေတော့ကလေးလေးချီပြီးတော့တရားနာပြေသာဘလူးမတစ်လှဲ့သူတစ်လှဲ့ချီလို့ဘလူးမလည်းကဲညီမတော့ပါတော့တယောက်ကိုတယောက်တစ်လှဲ့စီတတ်စားကြလို့ငါတို့ငိုခဲ့ရတာတွေများလှပါပြီညီမရဲ့ငိုလို့တော့ပြီးကြပြီငါတို့ငိုပြီးမှတော့ရည်ကြပါစို့လို့ခိုးပြီးတော့အိမ်ခေါ်သွားပေးသားကြီးအိမ်ခေါ်သွားဗလားအိမ်ခေါ်သွားတရားနာပေးသားဘလူးမကြီးကြက်ခိုးစင်ပေါ်ထားတော့လည်းမိခိုးလို့မနေနိုင်တစမိတ်ထားတော့လည်းချီလည်းရသွန်းလို့မနေနိုင်စီယိုထားတော့လည်းရွာတဲ့ဟာတွေလည်းခက်သားပဲစီယိုထားတော့လည်းခိုးနန်းဒီနန်းနေကြောင်မနေနိုင်တော့တရားနာပြေကညောင်မင်းကြီးအောက်ကွန်းလေးဆောက်ပေးတဲ့နတ်စင်လေးလူပေါ့အဲ့ဒီမှာနေရတော့လေသောတာပန်ဘလူးမကလူမစားသဖြင့်သူ့မြင်တဲ့လူတွေလောက်မှစိုးရင်လို့ဘလူးမကြီးကမမြင်အောင်ပုံနေရတယ်ပြိဿနောက်တော့တရားနာပြိဿကြီးအဲ့ဒီလိုနေရောက်မှသူကမိုးနမိတ်ကိုသိလာသည်ဒီနှစ်မိုးခေါင်လိုက်မယ်ဒီနှစ်မိုးများလိုက်မယ်ဟဲ့ငါညီမဒီနှစ်မိုးအားကြီးများလိုက်မယ်ဘသူကယူတယ်ပြောတောင်ထိတ်တဲ့ဆိုင်ပြက်ဘူးဗျာဟဲ့ငါညီမဒီနှစ်မိုးလဲလိုက်မယ်မိုးခေါင်လိုက်မယ်ဘသူကယူတယ်ပြောချောင်းလဲကောင်ကန်လဲကောင်ဆင်းဆိုင်ပေးသာဒီလိုမိုးနမိတ်သိတဲ့ဘလူးမကြီးများပြေမြို့ကလိုချင်ဘူးလားတို့တော့ကြောက်ပါဗျာဘလူးမလိုချင်ပါနဲ့ဟဲ့တို့အခုမိုးလေဝသဌာနကကြေညာနေသားနဲ့အဲ့ဒီလိုမိုးနမိတ်တွေပြောပြတော့သူများမိုးခေါင်တယ်သူမခေါင်ဘူးသူများမိုးဖြတ်တယ်သူမပြက်ဘူးဒီလိုနဲ့တရားနာပိဋကကြီးစီးပွားတွေဖြစ်လာတော့ဟဲ့ညီဘယ်နဲ့ကြောင့်စီးပွားဖြစ်လာတာတို့ဖြစ်ဆိုတော့တဲ့ကျုပ်အမကြီးတယောက်ရှိတယ်တဲ့အမကြီးကမိုးနမိတ်သိတယ်တော့ဒါကြောင့်လေအမကြီးကပြောပြလို့ကျုပ်ဒီလိုစီးပွားဖြစ်လာတာတော်လဲကိုးကွယ်ကြပါလားတော်လဲပူဇော်ကြပါလားလို့ဆိုတော့ဒါဖြင့်တို့လဲပူဇော်ပါရစေနတ်ကွန်းဆောင်တရားနာပိဋကကြီးဓာပေါင်းလာပြီးနေထိုင်တင်းတင်ပြီးတော့နေကြတဲ့လေဆောင်နာခေါ်တဲ့ခမည်းတော်ပြောနေတဲ့ပုံမကြီးဆိုတာလေလူတွေမြင်မှစိုးပြီးတော့ပုံနေရလို့ဟိုတုန်းကတော့ပုံမကြီးပေါ့ဒါပေမဲ့လို့အခုလူတွေကပုံမကြီးနတ်ဆိုပြီးတော့တင်ကြသည်အခုတည်းထိလေဆောင်နာဖြစ်တဲ့ဒီဘလူးမှာတရားနာပိဋကလူအများပူဇော်ပတ်တာလျက်ရှိဘူးလားပိဋကကြီးရှိပါရဲ့ဒါကြောင့်တရားနာပိဋကကြီးခေါ်တဲ့ခမည်းတော်သိထားကြတဲ့လေဆောင်နာရဲ့ဇလံကာလိယခိနီဆိုတဲ့ဇတ်ထုတ်ကိုကျုပ်ငိုပြီးမှရည်ကြပါအမိပေးတာဒီကနေ့ည12နာရီခွဲခမည်းတော်လည်းပေးတေကုတ်ကထိုင်းနေတာပဲကိုကိုင်ပြီးပါပြီမေတ္တာပို့အောင်ခဏလေးပြဆိုစမ်းပါတကဘာလုံးမှမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ခဲ့လျင်ခြေရင်းနဲ့ဘုံလုံးစိတ်တွေပြစ်ပြရသည်သောမိမိတို့အင်္ဂါဌာနသို့
နေဝတန်တို့သိခံရတာပြန်ကြပြီတော့နေဝတန်တို့မေတ္တာရပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေသာဆွေကလျှမ်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေတာဓုခေါ်ယုံလေးမစောင့်နိုင်ပဲနဲ့ပြန်ခြင်းလွန်းလို့လှုပ်လှုပ်ရွရွလုံနေတဲ့ဟာတွေပြန်မာလေးတော့ပြန်ကြစေကုန်သတည်း